ဖေဖေကကျမကိုလမ်းဘေးမှာခြံထားခဲ့ပြီးကားကိုအရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားခဲ့ပါတယ်။ကျမဘလောက်ပဲနောက်ကနေအသေးအတန်လိုက်ပြေးခဲ့ပေမဲ့သူကတော့နောက်လည်းမကြည့်ပဲမောင်းထွက်သွားခဲ့တာပါ။ကျမလည်းအားကုန်အောင်ပြေးရင်းနဲ့လမ်းမပေါ်မှာတင်ရုတ်တရက်လဲကျမိလဲသွားခဲ့ပါတယ်။ကံကောင်းချင်တော့အဲ့ဒီလမ်းကနေဖြတ်မောင်းလာတဲ့ဆရာဝန်တယောက်ကကျွန်တော်ကိုအချိန်မီသတိထားမိသွားပါတယ်။သူကသူ့ဒရိုင်ဘာကိုကားရက်ခိုင်းပြီးချက်ချင်းပဲစမ်းသပ်စစ်ဆေးကြည့်တဲ့အခါကျမအခြေအနေဟာတိတ်ကိုစိုးရိမ်ရမှန်းသိလိုက်ရပါတယ်။ဒါကြောင့်ခွဲစိတ်ကုသဖို့အတွက်ဆေးရုံကိုချက်ချင်းပဲခေါ်သွားပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးရုံစင်ကြံလမ်းမှာကျွန်တော်ဝေဝါးဝါနဲ့ဖေဖေကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဖေဖေဟာအပြင်မှာတခြားမိန်းမတစ်ယောက်နဲ့ကလေးတစ်ယောက်ရနေပြီဆိုတာကိုကျမသိလိုက်ရပါတော့တယ်။ကျွန်တော်လည်းခိတ်လက်တုန်လှုပ်ပြီးစိတ်ပြတ်အားငယ်သွားတာကြောင့်အဲ့ဒီနေရာတင်သတိလစ်သွားခဲ့ပါတယ်။ဆရာဝန်ကကျမကိုထပ်မံစမ်းသပ်တဲ့အခါအခြေအနေဟာအဆိုးဘက်ကိုအလျင်မြန်ကူးပြောင်းနေတာကိုတွေ့လိုက်ရပါတယ်။ခွဲစိတ်မှုကိုချက်ချင်းဆက်ရတော့မှာဖြစ်ပြီးဒါကိုခွဲစိတ်ဆရာဝန်ကြီးကိုယ်တိုင်ပဲလုံးမရမယ်လို့ဆိုပါတယ်။ဆရာဝန်ကသူ့ရဲ့လက်ထောက်ကိုကျမမိဘတွေစီချက်ချင်းဖုန်းဆက်ဖို့ခိုင်းလိုက်ပါတယ်။ဒါပေမဲ့မိမိကအရေးကြီးတဲ့အလုပ်ကိစ္စနဲ့အစည်းအဝေးလုပ်နေတာကြောင့်ဖုန်းကိုအတန်ပိတ်ထားပြီးမကင်နိုင်ခဲ့ပါဘူး။ဒါနဲ့ဆေးရုံကဖေဖေစီကိုဆက်သွယ်ခဲ့ပါတယ်။ဖေဖေကတော့ဖုန်းလက်ခံရရှိပြီးနောက်ဖုန်းထဲကနေအော်ဟစ်ဆဲဆိုပါတော့တယ်ဆေးရုံကကျမကိုချိန်ဆနေတာလို့သူကဆွဆွဲပါတယ်အဲ့ဒီအချိန်မှာပဲဆရာဝန်ကဒီလူဟာကျမဖေဖြစ်နိုင်တယ်လို့တန်တရားဝင်သွားပါတယ်ကျမမှာအရေးပေါ်အသက်ကယ်ဖို့10မိနစ်ပဲအချိန်ရတော့တာကြောင့်လူနာဟာဘယ်သူလဲဆိုတာလာရောက်အတည်ပြုပေးဖို့ဖေဖေကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဖေဖေကခွဲစိတ်ကုသမှုတတိပေးချက်ကိုရရှိပြီးနောက်မှာလည်းပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ခဲ့ပါတယ်ဆရာဝန်ကကျမကိုချိန်ဆနေတာလို့ပဲဆက်ပြောနေခဲ့ပါတယ်ဒါအပြင်ကျမရဲ့ခွဲစိတ်မှုအစဉ်ပြေချုံးပွေးစေဖို့အတွက်ဆရာဝန်ကိုလူပုံလဲမှာဒူးထောက်တောင်းပန်ဖို့အထိပါအတင်းကျပ်ဖိအားပေးခဲ့ပါတယ်။ဆရာဝန်လည်းမိမိရဲ့မာနကိုမျိုးသိပ်ပြီးသူ့ကိုနှိမ်ချစွာတောင်းပန်ခဲ့ရပါတယ်။တစ်ဖက်မှာလည်းမိမိဟာအစည်းအဝေးပြီးသွားတဲ့အခါကျမအကြောင်းမတက်ဘူးဆိုတာကိုဆရာမစီကနေသိလိုက်ရပါတယ်။ဒါကြောင့်ကျမအကြောင်းမေးဖို့ဖေဖေစီချက်ချင်းဖုန်းဆက်ပါတယ်။ဖေဖေကတော့အပြင်ကသူ့ရဲ့ရွှေ့ဝက်ချက်ကလေးအကြောင်းပေါ်သွားမှာစိုးရိမ်တာကြောင့်ကျမမူကြိုကြောင်းမှာပဲရှိသေးတယ်လို့လိန်ညာပြောဆိုလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဆရာဝန်ဟာချက်ချင်းပဲမတည့်ရက်လိုက်ပြီးဖေဖေကိုအထဲထဲရောက်အောင်အတင်းဆွဲခေါ်ဖို့စူးစမ်းပါတော့တယ်ဖုန်းပြောတန်ကတဆင့်ဒီလူဟာကျမဖေဆိုတာဆရာဝန်ကအတည်ပြုနိုင်ခဲ့ပေမဲ့ဖေဖေကတော့မယုံကြည်တဲ့အပြင်ပြန်လဲကလဲစားချင်မယ်လို့တောင်ချင်းချောက်ခဲ့ပါတယ်သူကဆရာဝန်တွေကိုပိတ်ဆို့ထားပြီးကျမကိုခွဲစိတ်ခွင့်မပေးခဲ့ပါဘူးဆရာဝန်တွေဘက်ကဘလို့ပဲအချိန်ချင်းဖြောင်းဖြပြောဆိုပေမဲ့မအောင်မြင်ခဲ့ပဲအရေးပေါ်ကုသဖို့မိနစ်ပိုင်းပဲလိုတော့တာကြောင့်နောက်ဆုံးမှာတော့ဖေဖေကိုအတင်းကျပ်တွန်းဖယ်လိုက်ရပါတော့တယ်ဘေးကဝိုင်းကြည့်နေတဲ့လူတွေကလည်းဝင်ရောက်ပြီးဖေဖေကိုဝိုင်းချုပ်ထားပေးခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲမိမိဆေးရုံကိုရောက်လာပါတယ်အဲ့ဒီအချိန်မှာသူနာပြုတွေကကျမကိုအရေးပေါ်ခန်းထဲကနေကုတင်နဲ့တွန်းထုတ်လာတဲ့အချိန်ဖြစ်ပြီးမိမိကကျမလက်ပတ်နာရီကစတစ်ကာလေးကိုကြည့်ပြီးချက်ချင်းပဲမှတ်မိသွားပါတယ်။အဲ့ဒီအချိန်ကျမှပဲဖေဖေဟာခွဲစိတ်ခန်းထဲကလူနာဟာတကယ်ပဲကျမဖြစ်နေမှန်းသဘောပေါက်သွားပါတော့တယ်။သူနောက်ကဆရာဝန်ကလည်းဖေဖေလုပ်ခဲ့တဲ့မြအောက်တန်းကျတဲ့လုပ်ရက်တွေကိုဒေါသတကြီးနဲ့ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်လိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့မိမိဟာတိတ်ကိုဒေါသထွက်သွားပြီးအကယ်၍ကျမတစ်ခုခုဖြစ်သွားရင်ဖေဖေကိုကွာရှင်းပြက်ဆဲပြီးပိုင်ဆိုင်မှုအားလုံးချမ်းမထားပဲလက်ဗလာနဲ့မောင်းထုတ်ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်ဒါဟာဖေဖေကိုအကြီးအကျယ်နောက်တရသွားစေခဲ့ပါတယ်ကံကောင်းကျင်တော့ဆရာဝန်ရဲ့အစွမ်းကုန်စူးစမ်းအားထုတ်မှုကြောင့်ကျမအသက်အန္တရာယ်ကနေကျော်လွှားနိုင်ခဲ့ပါတယ်ကျမတတိယအချင်းပထမဆုံးလုပ်ခဲ့တဲ့အရာကတော့ဖေဖေဟာလူဆိုးတစ်ယောက်ဖြစ်ပြီးအပြင်မှာတခြားမိန်းမနဲ့ကလေးတစ်ယောက်ရှိနေတယ်ဆိုတာကိုမိမိကိုပြောပြလိုက်တာပါပဲအခုတော့ဖေဖေဟာမိမိရဲ့အတိုင်းအဆမရှိပြင်းထန်တဲ့ဒေါသမုန်တိုင်းကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်အကောင့်ကို like follow လုပ်ခဲ့ပေးကြပါဦးခင်ဗျာကြည့်ကြပါပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်